ရဲ့ယခုချိန်နေမကောင်းဆိုလို့ရှင်လည်းဖြတ်တဲ့ထံမှာအမြဲတမ်းဝမ်းမြောက်ပါလို့ခွန်အားပေးချင်ပါတယ်ဘဝကအမြဲတမ်းမလှပနေပါဘူးအမြဲတမ်းအဆင်မပြေနေပါဘူးဘဝကတခါတလေအတက်တွေရှိတဲ့အဆင်းတွေရှိပါတယ်တခါလေဒုက္ခတွေကြုံရတယ်တခါလေခက်ခဲခြင်းတွေများစွာကြုံရတဲ့ဘဝဖြစ်ပါတယ်ထို့ကြောင့်ဒီမှာ Prophet Habakkuk ကပြောလဲဆိုတော့တင်းမောတဖန်ပင်မပွင့်ရင်လည်းစပစ်တိမတိရင်လည်းတမ်းလင်းပင်ခြေစုကိုမျောလင်း၍မခံရရင်လည်းလဲတို့သည်အသေးနှံကိုမပေးရင်လည်းတိုးချန်နိုင်တိုးမရှိရင်လည်းတင်းကုန်းနိုင်နွားမရှိရင်လည်းထာဝရဘုရား၌ငါဝမ်းမြောက်၍ငါကိုကဲတင်တော်မူသောဘုရားသခင်ကိုအမိပြုလျက်ရှင်လန်းမည်တဲ့အရှင်ထာဝရဘုရားသည်ငါ၏အစွမ်းတတ္တိဖြစ်တော်မူ၏ငါခြေကိုတမင်ခြေကဲ့သို့ဖြစ်စေ၍ငါ၏မြင့်ရာရပ်ပေါ်မှာငါကိုနေရာချတော်မူမည်တဲ့ဆိုတော့ Prophet Habakkuk ကသူရဲ့ဝမ်းမြောက်ခြင်းကိုမထားလဲဆိုတော့ထာဝရဘုရားသခင်ထံမှာထားတာဖြစ်ပါတယ်သူ့ကိုကဲတင်နိုင်တယ်ဆိုတဲ့ဘုရားသခင်ထံမှာထားပါတယ်သူ့ကိုခွန်အားအသက်ပေးနိုင်တဲ့တတ္တိတွေပေးနိုင်တယ်ဆိုတဲ့ဘုရားသခင်ထံမှာထားတာဖြစ်ပါတယ်ထို့ကြောင့်သူ့ရဲ့ဝမ်းမြောက်ခြင်းကိုဘုရားသခင်ထံမှာထားရဖြစ်တော့ကြောင့်သူအစင်မပြေနေရင်လည်းသူ့ရဲ့တင်မတဖန်နေမပွေရလဲစပစ်တီးတွေမတီးရင်လည်းသူကဖြားတဲ့ထံမှာမြဲတမ်းဝမ်းမြောက်နိုင်တယ်လို့သူကတသက်ခံတာဖြစ်ပါတယ်ထို့ကြောင့်တင်းတီလဲဒီနေ့မှာတင်းရဲ့ဝမ်းမြောက်ခြင်းကိုပဲမှာထားတယ်လေတင်းရဲ့ဝမ်းမြောက်ခြင်းတင်းရဲ့စီးစိမ်တွေမှာထားသလားလူတွေမှာထားသလားတင်းရဲ့ဖြစ်ခြင်းပေါ်မှာတက်နိုင်ခြင်းတွေပေါ်မှာထားသလားတင်းရဲ့ပညာရည်ခြင်းမှာထားသလားဒီຢာတွေမတည်မြဲတဲ့ຢာတွေဖြစ်တော့ကြောင့်မို့လို့တင်းတနေ့ဒုက္ခတွေကြုံရတဲ့အခါမှာတင်းရဲ့စီးစိမ်တွေကုန်တဲ့အခါမှာဝမ်းမြောက်ခြင်းတွေကုန်ဆုံးသွားနိုင်ပါတယ်ထို့ကြောင့်Prophet Habakkuk ပြောလို့ကျမတို့ရဲ့ဝမ်းမြောက်ခြင်းတွေကိုဖျားတင်ထံမှာမပြောင်းလဲတဲ့ဖျားတင်ထံမှာထားတယ်ကျွန်တော်တို့ကကဲတင်နိုင်တဲ့ဖျားတင်ထံမှာကျွန်တော်တို့ကတက်တိနဲ့ခွန်အားတဲ့ပြည့်စုံနိုင်တဲ့ဖျားတင်ထံမှာထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအမြဲတမ်းဝမ်းမြောက်နိုင်တဲ့သူတွေဖြစ်မှာဖြစ်ပါတယ်ရောက်စီတိုင်းဖျားရှိကောင်းချီးပေးပါစေ